ချစ်တော်တို့ရေရှက်တီလေးတွေရောက်တယ်နော်ဒါကတော့ order လေးတွေပို့ရမှာပါရှင်ကျမရဲ့ရှက်တီလေးကတော့ဒီလိုအရွယ်စားပါရှင်အသားထူထူလေးနဲ့အကောင်လဲလာတဲ့ဖေးပါတယ်ရှင်အကြီးအမကြီးတော့မဟုတ်ပါဘူးရှင်ဒီလိုအသားထူထူလေးပါရှင်အကောင်ရည်တွေ့အပြင်နေလေး6 8 10ကောင်လဲပါပါတယ်ရှင်ဒီလိုနေပေါ့နေလေး6 8ကောင်လဲပါတယ်ဟာလည်းရှိတယ်အကောင်နည်းနည်းလေးကြီးရင်8ကောင်ကဲနည်းနည်းလေးငယ်ရင်တော့10ကောင်ဒီလိုပေါ့နော်အဲ့လိုဒါကတော့ကျမတို့က2မျိုးခွဲစီးပေးပါတယ်ဒါကတော့90စီနော်ဒါကတော့100စီအချောင်း100စီဆိုရင်တစ်စီးကို18000ပါရှင်အချောင်း90စီဆိုရင်တစ်စီးကို9000နဲ့200ပါရှင်လက်လီလက်ကအားပေးလို့ရပါတယ်ရှင်ဒီတစ်ပတ်6ကတော့ကုန်ပါပြီရှင်နောက်တစ်ပတ် order အတွက်ကြိုတင်ပြီးတော့မှာယူလို့ရပါပြီရှင်လိုချင်တယ်ဆိုရင်ပိုင်ပါနံပါတ်3ညကိုခေါ်8လေးခေါ်1ခေါ်6လေးကိုလည်းလာရောက်ရှစ်သွယ်မှာယူလို့ရတယ်လို့ပိုင် Facebook Messenger TikTok မှာလည်းလာရောက်အားပေးလို့ရပါတယ်ရှင်ကျမတို့မှာရှက်တီကအကျွေးအကြံမရှိပါဘူးဒီတစ်ပတ်ရတယ်ဒီတစ်ပတ်ကုန်ပါတယ်ရှင်ဒါအခုဒီမှာရောက်တာပေါ့နော်အစီပေါ့90စီ440ရောက်ပါတယ်ရှင်440လို့ဆိုးအောက်ပါတယ်ရှင်